ဟိုတော့ငါလှေကလေးတစ်စင်းနဲ့မိန်းကလေးတဦးဟာမြစ်တစ်ခုရဲ့ဟိုဘက်ကန်းဒီဘက်ကန်းကိုပို့ဆောင်တဲ့အလုပ်ကိုလုပ်နေခဲ့တယ်ဒီနေ့အဖိုးတယောက်ကကိုဘက်ကန်းကိုပို့ပေးဖို့ပြောလို့ပို့တဲ့အခါလှေပေါ်ကိုရောက်ကြတဲ့ကမိန်းကလေးကိုပဲမလွတ်တမ်းမနာတမ်းကြည့်နေခဲ့တယ်သူ့မျက်နှာသူ့စိတ်သူ့အာယုံတွေကမိန်းကလေးစီကနေမခွာနိုင်ဖြစ်နေတာပေါ့ကိုဘက်ကန်းရောက်လို့လှေကတောင်းတဲ့အခါမိန်းကလေးကလှေကနှစ်ကြပ်ပေးလို့တောင်းလိုက်တယ်ဒီတော့ခီးတဲ့အဖိုးကဟဲ့သမီးရဲ့လှေကတကြပ်ပါဘာကြောင့်နှစ်ကြပ်တောင်းတာလဲလို့မေးတော့အဖိုးကကျမကိုမနာတမ်းကြည့်ပြီးလိုက်လာတာလေအဲ့ဒီလိုကြည့်ပြီးတော့သမီးပေါ်မှာပဲညှိကပ်တဲ့စိတ်တွေဖြစ်နေလို့အဲ့ဒီညှိကပ်တဲ့စိတ်ဖြစ်တဲ့တန်ဖိုးကတကြပ်ပါလို့ပြောလိုက်တော့အဖိုးလည်းတကြပ်ပိုးပြီးတော့နှစ်ကြပ်ပေးလိုက်ရတယ်ညနေမိုးချုပ်လို့ဒီဘက်ကပြန်ဖို့အချိန်ကြတော့လေအဖိုးအိုဟာမနေ့ကစီးလာတဲ့လှေကိုပဲငှားစီးလိုက်ပြန်တယ်ဒီအပြန်ခရီးမှာတော့မိန်းကလေးကိုလုံးဝလောက်မကြည့်ပြအောင်မျက်နှာကိုငုံထားလိုက်တယ်ကြည်ကျင်စိတ်ဖြစ်ပေါ်လာလဲငါမကြည့်ဘူးဆိုတဲ့စိတ်နဲ့လုံးဝကိုမကြည့်တော့မကြည့်ပဲနေမယ်မကြည့်ဖြစ်အောင်ကိုနေမယ်ကြည့်ကိုမကြည့်ဘူးစတဲ့စိတ်တွေနဲ့နေလာခဲ့တယ်ဒီလိုနဲ့ဒီဘက်ကပြန်ရောက်တော့မိန်းကလေးကအဖိုးလှေကနှစ်ကြပ်တောင်းပြန်တယ်လှေကနှစ်ကြပ်ပေးတဲ့ဒီတော့အဖိုးဖြစ်သူကငါမင်းကိုလုံးဝမကြည့်ပါဘူးဘာကြောင့်နှစ်ကြပ်တောင်းတာလဲဆိုတော့မိန်းကလေးကအပြန်မှာအဖိုးကလူကိုသာမကြည့်တာပါမကြည့်ပြအောင်နေမယ်ဆိုတဲ့စိတ်နဲ့သမီးစီကိုပဲအာယုံကရောက်နေတာမဟုတ်လားအသွားတော့ကသမီးမျက်နှာကိုကြည့်နေတယ်သမီးစီမှာအဖိုးစိတ်ကညှိနေတယ်အခုအပြန်ကြတော့လေသမီးမျက်နှာကိုမကြည့်ဘူးညက်နာကြီးငုတ်နေတယ်ဆိုပေမဲ့အဖိုးစိတ်နဲ့အဖိုးအာယုံကသမီးစီမှာပဲရှိနေတာမဟုတ်လားသမီးမျက်နှာကိုကြည်ချင်းမကြည်ရင်သာကွာတာပါအဖိုးအာယုံကတော့သမီးစီမှာညှိနေတာပဲမဟုတ်လားအဖိုးလို့ပြောလိုက်တဲ့လူတွေတရားတွေဆင်းရဲဒုက္ခရောက်နေကြရတယ်ဆိုတာအဲ့ဒီညှိနေတဲ့တဏှာကြောင့်မဟုတ်လားအဖိုးတဏှာဆိုတာစွဲနေတာကတ်စေးနေလို့ကတ်နေတာအာယုံမှာညှိနေတာအဖိုးဘယ်တရားဘာကြောင့်မဲဆင်းရဲအဲ့ဒီညှိနေတဲ့စွဲနေတာကြောင့်ဆင်းရဲကြတာအဖိုးဟောအဖိုးအသွားတော့ကသမီးစီမှာပဲအာယုံကရောက်နေလို့ဆင်းရဲရတယ်မဟုတ်လားအပြန်မှာလဲလူကသာသမီးကိုမကြည့်တာအာယုံကသမီးစီပဲရောက်နေတော့အဖိုးစိတ်ဆင်းရဲနေမှာပါပဲအဖိုးတို့လိုအဖိုးတို့အဖွားတို့သားတွေသမီးတွေပေါ်မှာငါသားဟဲ့ငါသမီးဟဲ့ဆိုပြီးတော့လွမ်းဆွေးနေရတော့လဲဆင်းရဲရတယ်မဟုတ်လားအဲ့ဒါသားသမီးမြင်းမြစ်တွေပေါ်အချစ်ဆွဲအချစ်ညှိနေလို့မဟုတ်လားသားသမီးကဆင်းရဲစီတာမဟုတ်ဘူးအဖိုးသားသမီးအပေါ်မှာညှိနေတဲ့အစွဲကအဖိုးတို့အဖွားတို့ကိုဆင်းရဲစီတာတခါအဖိုးတို့အဖွားတို့မုန်းတဲ့သူတွေမကြိုက်တဲ့သူတွေပေါ်မှာမကြည်နိုင်မချနိုင်ဖြစ်ပြီးတော့အမုန်းအပေါ်စွဲညှိနေတော့လေအဖိုးတို့ဆင်းရဲစီတာပဲမဟုတ်လားအဖိုးမုန်းတဲ့သူအဖိုးကိုဆင်းရဲစီတာမဟုတ်ပါဘူးအဖိုးကအဲ့ဒီမုန်းတဲ့သူပေါ်မှာစွဲနေခြင်းကသာဆင်းရဲစီတာအဖိုးအသွားတော့ကအဖိုးကသမီးရဲ့ရုပ်ခန္ဓာကိုကြည့်ပြီးတော့စိတ်ထဲမှာစွဲညှိပြီးလေနေခြင်းနေမယ်လောဘစိတ်လည်းဖြစ်ခြင်းဖြစ်နေနိုင်တယ်ဒေါသစိတ်လည်းဖြစ်နေနိုင်တယ်အဲ့ဒါလို့သမီးကိုကြည့်ပြီးစွဲနေတော့အဖိုးစိတ်ဆင်းရဲပင်မရမှာပေါ့ဟောအခုအဖိုးကပြန်လာတော့သမီးကိုမျက်စိနဲ့မကြည့်ပြအောင်နေပြန်တယ်ဒါပေမဲ့အဖိုးမျက်စိနဲ့မကြည့်ပြအောင်အားထုတ်နေရတာကအဖိုးအာယုံထဲမှာသမီးရှိနေတယ်အဖိုးဒီတော့လေအဖိုးစိတ်ပင်မစိတ်ဆင်းရဲရတာပဲမဟုတ်လားဒါကြောင့်အဲ့ဒီအဖိုးရဲ့စိတ်ပင်မစိတ်ဆင်းရဲခြင်းကိုအဖိုးအမှတ်တရဖြစ်အောင်ရုပ်ဝတ္ထုဒရက်လေးနဲ့ပါတက်တည်ပြအမှတ်တရဖြစ်သွားအောင်ပတ်စံနှစ်ကြပ်ပို့တောင်းလိုက်တာပါအဖိုးတဲ့နောက်ပို့ပေးရတဲ့ပတ်စံနှစ်ကြပ်ဟာတန်ဖိုးကြခရီးစိတ်ပတ်စံမဟုတ်ဘူးတဏှာအာယုံဇွဲစိတ်ပတ်စံမှာအဖိုးလို့လှေသမားမိန်းကလေးကပြောလိုက်တဲ့ဘာမှလည်းစာရေးသူထက်ဆွဲပြောစရာမလိုတော့ပါဘူးအားလုံးသဘောပေါက်နားလည်သွားကြလိမ့်မယ်လို့ထင်ပါတယ်အားလုံးတဏှာဆိုတာကိုသေသေးချာချာသိမြင်နိုင်ကြပါစေ